မင်္ဂလာပါ access recollection ကနေပြန်လဲကြိုဆိုလိုက်ပါတယ်တခါတလေကြရင်ကျမတို့တွေတခုခုကိုအရန်စူးစမ်းပေမဲ့ဘလို့မှအရာမထင်တော့တဲ့အခြေအနေမျိုးတွေကြုံဘူးကြပါလိမ့်မယ်အဲ့ဒီအခါမျိုးမှာလုံနေလဲအကျိုးမရှိတော့ပါဘူးအပိုပါပဲလို့ပြောချင်ရင် it's no use ကိုသုံးပါတယ် it is not use မဟုတ်ပါဘူးเนาะ it is no use ပါဥပမာလူတယောက်ကကိုယ့်စကားကိုလုံးဝနားမဝင်တော့ဘူးဆိုရင် it's no use talking to him သူ့ကိုပြောနေလဲအပိုပဲကျွဲပါဆောင်တီနွားပလာတာကျွေးအဲ့လိုပုံစံမျိုးလေးပေါ့နော်ဒါမှမဟုတ်ပျက်စီးသွားတဲ့အရာတစ်ခုကိုပြုပြင်ဖို့ကြိုးစားနေရင်လဲ it's no use repairing it အဲ့လိုမျိုးပြောနိုင်ပါတယ်အားစိုက်ထုတ်မှုတွေကအချင်းကြီးဖြစ်သွားတဲ့အခါဒီစကားလေးကအရန်ကိုမှအသုံးဝင်ပါတယ်ဟုတ်ပါပြီဒါဆိုရင်ဒီဗီဒီယိုလေးကနေလည်းအကျိုးကျေးဇူးတစ်ခုခုရရှိသွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အခုကြည့်နေတဲ့သူတွေရောဘလို့အခြေအနေမျိုးမှာဒီ pattern ကိုသုံးဖြစ်မလဲ comment မှာ sharing လုပ်သွားပေးပါဦးเนาะနောက်ထပ်သင်ခန်းစာတွေမှာထပ်ဆောင်ကြပါမယ် happy learning bye bye